여러분တို့ဒီနေ့မှာတော့ကိုရီးယားမှာရောက်တယ်ဆိုလို့ရှိရင်ဈေးဝယ်တဲ့အခါမှာမဖြစ်မနေသိထားမယ့်စကားလုံးလေးတွေကိုမျှဝေပေးထားချင်ပါတယ်။အဲ့တော့ပထမဆုံးစာကြောင်းလေးကိုကြည့်လိုက်ရအောင်ပါ။ပထမဆုံးစာကြောင်းလေးက 이거 얼마예요? 이거 얼마예요? ဒီစာကြောင်းလေးကတော့ဒါဘယ်လောက်လဲဆိုပြီးတော့မေးချင်တဲ့အခါမှာသုံးပါတယ်။ 이거 얼마예요? ဟုတ်ပါပြီ။အဲ့ဒါဆိုလို့ရှိရင်တော့နောက်ထပ်စာကြောင်းလေးကိုကြည့်လိုက်ရအောင်ပါ။ 이거 주세요. 이거 주세요. 이거 주세요. ဒါလေးကတော့ပစ္စည်းတွေရွေးပြီးသားပြီဆိုလို့ရှိရင်ဒါလေးဝယ်မယ်ဆိုလို့ရှိရင်တော့ဒါလေးပေးပါဆိုပြီးတော့이거 주세요ဆိုပြီးတော့ပြောရတာဖြစ်ပါတယ်။နောက်ထပ်တတိယမြောက်အကြောင်းလေးကိုကြည့်လိုက်ရအောင်။좀 깎아주세요. 좀 깎아주세요. 좀 깎아주세요. နည်းနည်းလောက်ရှော့ပေးလို့ရမလားဆိုပြီးတော့ပြောတာပါဈေးစစ်တဲ့အခါမှာ 여러분တို့ဈေးစစ်တလားဈေးစစ်ကိုစာကြောင်းသင်ပေးလိုက်ပါပြီ좀 깎아주세요နည်းနည်းလောက်ရှော့ပေးလို့ရမလားဆိုပြီးတော့ဈေးစစ်လို့ရပါတယ်နောက်တစ်ကြောင်းကြည့်အောင်နောက်တစ်ကြောင်းက다른 거 있어요 다른 거 있어요 다른 거 있어요 အယောင်ဒါမှမဟုတ်လို့ရှိရင်ကိုယ်ဒီဇိုင်းမကြိုက်တဲ့အခါပဲဖြစ်ဖြစ်အယောင်မကြိုက်တဲ့အခါပဲဖြစ်ဖြစ်တခြားဟာရှိသေးလားဆိုပြီးတော့ပြောတဲ့အချိန်မှာ다른 거 있어요ဆိုပြီးတော့ပြောပါတယ်အဲ့တော့ပစ္စည်းတွေရွေးပြီးသွားပြီဆိုလို့ရှိရင်ဘူမယ်ဆိုပြီးတော့ confirm သွားပြီဆိုလို့ရှိရင်ခက်နေရှင်းလို့ရလားဆိုပြီးတော့မေးပါမယ်အဲ့တော့အဲ့ဒါလေးကိုပြောရမယ့်စာကြောင်းလေးက카드 돼요 카드 돼요 카드 돼요ကတ်နဲ့ရှင်းလို့ရလားဆိုပြီးတော့ကတ်နဲ့ပေးလို့ရလားဆိုပြီးတော့အမေးရဖြစ်ပါတယ်ဟုတ်ပါပြီအဲ့တော့ 여러분တို့ဒါကလေးကတော့အခြေခံဈေးဝယ်တဲ့စကားပြောလေးပဲဖြစ်ပါတယ်여러분တို့ကို level 1 class မှာဆိုလို့ရှိရင်ဈေးဝယ်ရမှာတုံးတဲ့ကိန်းဂဏန်းတွေပစ္စည်းတွေရည်တွက်တဲ့ခေါ်ဝေါ်တွေကိုသိကြပေးတော့မှာဖြစ်ပါတယ်1-on-1 class ဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတန်တွေကိုဆီယမကအနီးကပ်ပြင်ပေးလို့ရတဲ့အားသာချက်လေးရှိပါတယ်ဈေးဝယ်တဲ့အခါမှာပြောချင်တဲ့အရာလေးရှိရဆိုလို့ရှိရင်လည်း comment box မှာရေးခဲ့ပေးလို့ရပါတယ်안녕